မင်္ဂလာပါအာရီပါဒီတစ်ခေါက်မှာတော့ဘေးအန္တရာယ်ဖြစ်လာတဲ့အခါဘာတွေယူသင့်လဲဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာကိုအားလုံးကိုသင်ပေးပါမယ်ပထမတစ်ခုကတော့ဘေးအန္တရာယ်မဖြစ်ခင်မှာကြိုတင်စုစည်းထားရမယ့်အရာတွေပါဒါကိုတော့အရေးပေါ်ယူထွက်ရမယ့်ပစ္စည်းတွေလို့ခေါ်ပါတယ်အရေးပေါ်ယူထွက်ရမယ့်ပစ္စည်းတွေထည့်ထားတဲ့အိတ်ကိုဆိုလိုတာပါဒါကိုအရေးပေါ်ယူထွက်အိတ်လို့ခေါ်ပါတယ်ဒါဆိုရင်အတူတူပြင်ဆင်ကြရအောင်ပထမဆုံးအရေးပေါ်ယူထွက်အိတ်ကိုပြင်ဆင်ပါမယ်အရေးပေါ်ယူထွက်အိတ်အနေနဲ့ကြောပိုးအိတ်ပုံစံကပိုကောင်းပါတယ်အကြောင်းပြချက်၃ချက်ရှိပါတယ်လုံခြုံစွာလမ်းလျှောက်နိုင်တယ်လှုပ်ရှားရလွယ်ကူတယ်မလွယ်လွယ်နဲ့မပင်ပန်းစေဘူးဆိုတာကြောင့်ပါနောက်တစ်ခုကတော့အရေးပေါ်ယူထွက်ရမယ့်ပစ္စည်းတွေကိုပြင်ဆင်ကြရအောင်ဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက်တစ်လက်လောက်ရက်အတွင်းကိုယ်တိုင်လုံခြုံစွာနေထိုင်နိုင်ဖို့အတွက်ရေဘူးရအားဖြင့်လိုအပ်တယ်လို့ခေါ်ကြတဲ့အရာတွေပါလက်ကင်အိမ်သာအကြောင်းမိတ်ဆက်ပေးပါမယ်ဘေးအန္တရာယ်တစ်ခုဖြစ်ပွားတဲ့အခါမှာအိမ်သာကိုအသုံးမပြုနိုင်တဲ့အခြေအနေမျိုးရှိနိုင်ပါတယ်အဲ့ဒီလိုခါမျိုးမှာအသုံးပြုရတာကလက်ကင်အိမ်သာပါတည်ဆောင်ရလွယ်တဲ့အရွယ်အစားဖြစ်ပြီးတရားရမ်းဆိုင်တွေမှာပါဝယ်ယူနိုင်ပါတယ်နောက်တစ်ခုကတော့လက်ကင်အိမ်သာကိုဘယ်လိုသုံးရမလဲဆိုတာပါဘေးအန္တရာယ်ဖြစ်ပွားတဲ့အခါမှာအိမ်သာအသုံးမပြုနိုင်သလိုအမိုက်တွေကိုလည်းစူးစီးမရနိုင်တဲ့အခြေအနေမျိုးရှိနိုင်ပါတယ်အဲ့ဒီလိုအခါမျိုးမှာအမိုက်တွေကိုအိမ်ထဲမှာထားရပါမယ်အနက်မထွက်လွယ်တဲ့အိတ်တွေကိုအသုံးပြုပြီးအမြဲတန့်ရှင်းအောင်ထားဖို့အရေးကြီးပါတယ်အဲ့ဒီအပြင်ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းတွေတန်ဖိုးရှိပစ္စည်းတွေလိုတင့်ကိုကာကွယ်ပေးနိုင်တဲ့အရာတွေတင့်ကိုစားပြုနိုင်တဲ့အရာတွေကိုလည်းအတူတူထည့်ထားပါအရေးပေါ်ထွက်ပြေးအိတ်ကိုပြင်ဆင်ပြီးရင်နောက်ဆုံးအနေနဲ့တူလောင်ထားရမယ့်ပစ္စည်းတွေကိုလည်းပြင်ဆင်ထားပါဓာတ်ငွေ့နဲ့ရေသုံးလို့မရတဲ့အချိန်ဒါမှမဟုတ်အကူအညီရောက်လာမဲ့အချိန်ကိတစ်ချိန်သာနေထိုင်နိုင်ဖို့ပြင်ဆင်ထားရတာပါစားစရာတောက်စရာနဲ့နေထိုင်ရေးအတွက်လိုအပ်တဲ့အရာတွေကိုအနည်းဆုံးတစ်ချိန်ထဲမှာတစ်ပတ်လောက်အထိစုစည်းထားပါ rolling stock ဆိုတဲ့နည်းလမ်းတစ်ခုရှိပါတယ်နေ့စဉ်ဈေးဝယ်တဲ့အခါစားနေကြတောက်နေကြအရာတွေကိုနည်းနည်းပိုဝယ်ပြီးသုံးသွားတာကိုပြန်ဝယ်ပြီးအိမ်မှာအမြဲတူလောင်ထားတဲ့နေပါဒီလိုလုပ်ရင်တစ်ချိန်ထဲမှာအရန်များမဝယ်ရအောင်ဖြစ်ပြီးနေ့စဉ်ဘဝထဲမှာတဘာဝအတိုင်းပြင်ဆင်ထားနိုင်ပါတဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလည်းကြည့်ပေးပါနော်